တနေချင်းတို့မေမေကပုံမြင်ပြန်လို့တနေချင်းတို့လည်းနားထား ပုံမြင်လေးရဲ့နာမည်ကဒေါသစိတ်ကြောင့်ခွေးစာဖြစ်သွားတဲ့ကောကမုတ်ဆိုးကြီးတဲ့မြတ်စွာဘုရားလက်ထက်တော်အခါကကောကဆိုတဲ့တောလိုက်မုတ်ဆိုးကြီးတယောက်ရှိခဲ့တယ်သူဟာသူမွေးထားတဲ့ကြမ်းတမ်းတဲ့တောလိုက်ခွေးတွေနဲ့အတူနေ့တိုင်းတောထဲကိုသွားပြီးတော့သားကောင်ချလေးရှိတာပေါ့ကွယ်တနေ့အာယုံတက်ချိန်မှာတဲ့ကောကမုတ်ဆိုးကြီးဟာသူ့ခွေးတွေကိုခေါ်ပြီးတော့တောထဲကိုအမဲလိုက်သွားဖို့ထွက်လာခဲ့ရရဟန်းငယ်တစ်ပါးကသူ့ရှိကဖြတ်ကြွသွားတာကိုမြင်လိုက်ရတယ်ဟာဒီနေ့တော့ငါအတွက်ကြက်တွေတုံးမိထင်တယ်သူ့နှုတ်ထွက်စကားအတိုင်းပဲအဲ့ဒီနေ့တမနက်လုံးတောထဲမှာသူစူးစားပတ်စားသားကောင်ရှာခဲ့ပြီးမြဲသားကောင်တေးသေးလေးတစ်ကောင်တော့မရခဲ့ဘူးလေကွယ်သားကောင်မရတဲ့နေ့ဆိုတာမရှိတဲ့ကောကမုတ်ဆိုးကြီးလဲမနက်ကရဟန်းငယ်ကိုတွေးလိုက်ရတာကြောင့်လားဒီနေ့သားကောင်မရတာပဲနေမှာဆိုပြီးတော့ရဟန်းငယ်လေးအပေါ်မလူမုန်းထားစိတ်တွေတဖွာဖွာပေါ်လာတော့တဲ့ကွယ်ဒေါသတကြီးနဲ့ပြန်လာတဲ့ကောကမုတ်ဆိုးကြီးဟာအပြန်လန်းမှာလဲဆုံးခံပြီးလို့ပြန်ကြွလာတဲ့ရဟန်းငယ်လေးနဲ့ထပ်မှန်ဆုံးခဲ့ပြန်တယ်ဟောထပ်တွေ့ပြန်ပြီနောက်နေ့တွေထပ်တွေ့ရင်လဲငါအတွက်ကြက်တီတုံအောင်မယ်ဒီရဟန်းကိုကောင်းကောင်းပညာပေးတော့မှဖြစ်မယ်ငါသားတို့သူ့ခွေးတွေကိုပြောပြီးမှငါသားတို့ဒီရဟန်းကိုမသိမချင်းသာကြိုက်ကွာအဲ့နဲ့ရဟန်းလေးကိုတော်လေးကပြန်ပြောတကားကြီးကိုတော့ဘာအမှားပြုမိလို့ပါလဲဒီလိုမလုပ်ပါနဲ့တင်ကျွန်ုပ်ရှိမှပေါ်လာတိုင်းကျွန်ုပ်ကန်ဆိုးနေမှာဒါကြောင့်နောက်မမြင်ရအောင်လှုပ်ပစ်မှရမယ်ကြိုက်ကြကွာတဲ့ရဟန်းငယ်လေးလဲခွေးကြီးတွေကသူ့စီကိုအသေးအတန်ပြေးလာတဲ့အခါနီးစက်ရာတစ်ပင်စီကိုအပြေးအလွှာပြေးတက်လိုက်မိတော့တာပေါ့တစ်ပင်ဘောကတစ်ကိုင်းငုတ်တူလေးပေါ်ကိုရဟန်းငယ်လေးလဲရောက်ရှိသွားချိန်မှာခွေးကြီးတွေဟာတစ်ပင်အောက်မှာပတ်ချလဲဝိုင်းရံပြီးအသေးအကျေကြိုက်ဖြတ်မဲ့ဟန်နဲ့မန်ဖီနေကြတာပေါ့ကွယ်ရဟန်းငယ်လေးမှာတော့ကြောက်နှုံးလို့ဒူးတွေတောင်တုံနေရှာတဲ့အောက်ကနေဝုတ်ဝုတ်တဲ့ခွေးရအဲ့ဒီအချိန်မှာပဲမုတ်ဆိုးကြီးဟာလဲတစ်ပင်ချင်းရင်းကိုရောက်လာတော့တဲ့ရဟန်းငယ်လေးကမုတ်ဆိုးကြီးဒီလိုမလုပ်ပါနဲ့ခွေးတွေကိုပြန်ခေါ်သွားလိုက်ပါဆိုပြီးတောင်းပန်စကားထပ်ပြောတာပေါ့ကွယ်ငင်ထားလိုက်ပေါ့ဒေါသစိတ်ဖုံးလွှမ်းနေတဲ့မုတ်ဆိုးကြီးကတော့အသိဉာဏ်ဟန်တစ်ပင်ပေါ်တက်ပြေးသွားနိုင်လို့တေဘေးကလွတ်ပြီလို့ထင်နေတာလားဆိုပြီးရဟန်းငယ်လေးရဲ့ခြေပွားတွေကိုတစ်ပင်အောက်ကနေမြားချုံနဲ့ထိုးခဲ့တဲ့မှာကျဝုတ်ဝုတ်တဲ့ရဟန်းငယ်လေးလည်းခြေပွားကိုမြားချုံနဲ့ထိုးတဲ့အခါခံစားရတဲ့နာကျင်မှုကြောင့်တတိလက်လွတ်ပြေးပြီးကိုလှုပ်ရမ်းလိုက်တဲ့အခါမှာအပေါ်ယုံတင်ငန်းဟာအောက်ကိုလွင့်ကျသွားခဲ့တော့တာပေါ့ကွယ်ရဟန်းငယ်လေးလွင့်ကျသွားတဲ့တင်ငန်းဟာအောက်ကနေမြားချုံနဲ့ထိုးနေတဲ့မုတ်ဆိုးကြီးပေါ်ကိုတက်အုံမီလျက်သားကျသွားခဲ့တဲ့မုတ်ဆိုးကြီးရဲ့ခွေးတွေဟာတင်ငန်းကျလာတာကိုမြင်လိုက်တဲ့အခါရဟန်းငယ်လေးပြုတ်ကျလာပြီးအထင်းနဲ့တင်ငန်းနဲ့အုံမိသွားတဲ့သူတို့သခင်မုတ်ဆိုးကြီးကိုအသေးအတန်ဝိုင်းဝန်းကြိုက်ဖြတ်စားတောက်လိုက်ကြတာအယိုးတွေပါမကြံတဲ့အထိပဲတဲ့ကွယ်ကြောက်စရာနော်ရဟန်းငယ်လေးလည်းမုတ်ဆိုးကြီးကိုကြိုက်ခဲနေတဲ့ခွေးတွေကိုမောင်းထုတ်ဖို့အပေါ်ကနေတစ်ကိုင်းချောက်တွေနဲ့ပြစ်ပေါက်နေပြီမဲ့အစာကိုမဲနေတဲ့ခွေးတွေဟာတတိမပြုတ်မိကြတာကြောင့်မုတ်ဆိုးကြီးဟာသူ့ဒေါသနဲ့သူသေပွဲဝင်ရရှာတာပေါ့ကွယ်စားတောက်လို့ပြီးသွားတဲ့အခါကျမှခွေးတွေဟာရဟန်းငယ်လေးချက်မှန်ပြစ်ပေါက်လိုက်တဲ့တစ်ကိုင်းညက်ကိုသတိထားမိသွားပြီးတစ်ပင်မော်ကိုမော့ကြည့်လိုက်ချိန်မှာသူတို့ကြိုက်သက်စားမိလိုက်တာရဟန်းငယ်မဟုတ်ပဲသူတို့သခင်ဆိုတာကိုသိသွားပြီးတောထဲကိုဝင်ပြေးသွားကြတော့တဲ့ကွယ်ရဟန်းငယ်လေးလည်းသူ့ရဲ့တင်ငန်းကြောင့်မုတ်ဆိုးကြီးတေသွားရတာလားဆိုပြီးတော့သူ့ရဲ့တီလာနဲ့ပတ်သက်ပြီးအပြစ်ကင်းမကင်းကိုစိုးရိမ်ပူပန်မှုဖြစ်မိတာကြောင့်တစ်ပင်မော်ကနေဆင်းပြီးဖျားရှင်ထံသွားကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်အလုံးစုံကိုရှောက်ထားပြီးသူ့ရဲ့တီလာကျိုးမကျိုးကိုမေးလျှောက်ခဲ့တာပေါ့ကွယ်အဲ့ဒီခါဘုရားရှင်ကချစ်သားတင့်ရဲ့တီလာဟာအပြစ်အနာမရှိပါသင်ဟာယဟန်တစ်ပါးဖြစ်နေတုံးပါပဲထိုမုတ်ဆိုးဟာမပြစ်မှားအပ်တော်သူကိုပြစ်မှားမိခြင်းကြောင့်ပျက်စီးခြင်းတို့ရောက်ရခြင်းဖြစ်တယ်ဆိုပြီးမိန့်တော်မူတဲ့ကွယ်ကလေးတို့ကြီးသူတစ်ပါးအပေါ်မကောင်းတဲ့စိတ်မွေးမိတဲ့အခါအဲ့ဒီအကျိုးကိုကိုကအရင်ဆုံးခံရတယ်ဆိုတာကောကမုတ်ဆိုးကြီးကိုကြည့်ပြီးနမူနာယူလို့ရတယ်နော်ကိုလုံးမိတဲ့ကောင်းကျိုးဆိုးကျိုးဟာအချိန်မကြာခင်မှာပဲကိုပြန်အကျိုးပေးတတ်တာမို့
သူတို့ကအပေါ်လက်ညှိုးထိုးအပြစ်ပြောဆိုတာလေးကစားပြီးမပြောဆိုမိအောင်ကလေးတို့ဆင်ခြင်ရမယ်နော်ပုံမြင်လေးကတော့ဒါပါပဲ